မဲအွန်လိုင်းအာနာတင်မြင့်နေတဲ့ရွေလောက်အင်းတွေကငှက်တကောင်လို့ဘာတခုမှလောက်ပိုင်ခွင့်မရှိတဲ့ဘဝမှာလွယ်မြောက်အောင်ကြိုးစော်ရုံကန်ရင်လူပေါင်းမော်ပြီးကလော့တွေနဲ့ပေါင်းမင်းတော်တဲ့ NUG ဟာမြန်မာပြည်သူတွေရဲ့ထောက်ခံမှုကိုလည်းအပြည့်အဝမရရှိတော့ပေမဲ့နိုင်ငံတကာရဲ့ထောက်ပံ့ခြင်းငွေတွေကိုတော့အပြည့်အဝရရှိထားပါတယ်။ American dollar 48 billion ထိရရှိထားပြီလို့သိရပါတယ်။အဲ့ဒီငွေတွေနဲ့ပဲ2026ခုနှစ်6လပိုင်းကျော်လောက်ဆိုရင်ပြည်သူတွေကိုဒုက္ခအမျိုးမျိုးပေးနေတဲ့မဲအွန်လိုင်းရဲ့လေတဲ့ကိုတံပြန်ထိုးစစ်ဆင်နိုင်ဖို့ NUG ဟာလေယာဉ်နှစ်စီးဝယ်ယူမလို့စာရှုပ်ဆိုထားပြီလို့ပေါက်ကြလာတဲ့သတင်းတွေအရသိရပါတယ်။ American က F16 Fighting Falcon လို့ခေါ်တဲ့လေယာဉ်အမျိုးအစားဖြစ်ပါတယ်။တက်ဆန်ထားတဲ့အင်ဂျင်ပေါ်မှာမုန်တေးပြီးတော့ဈေးနှုန်းကအမျိုးမျိုးရှိပါတယ်။20 ဘီလီယံရှိပါတယ်30 ဘီလီယံရှိပါတယ်60 ဘီလီယံရှိပါတယ်80 ဘီလီယံရှိပါတယ်အဲ့ဒီအထက်ကမှ NUG ဝယ်ယူမဲ့လေယာဉ်ကတော့ဈေးအနည်းဆုံးဖြစ်တဲ့20 ဘီလီယံနဲ့20ဝယ်ယူမဲ့40 ဘီလီယံကုန်ကြမှာဖြစ်ပါတယ် NUG လက်အောက်မှာရှိနေတဲ့ PDF ရေးပေါ်15ယောက်ကိုလည်းလေယာဉ်မှုတန်တဲ့တက်ဖို့ American ကိုစေလွှဲထားပြီလို့သိရပါတယ်အမည်မပေါ်လို့တဲ့နိုင်ငံရေးလိလာတုံးသက်သူတယောက်ကတော့ NUG လေယာဉ်ဝယ်ယူနိုင်တာတော့ကောင်းပါတယ်မြန်မာလေပိုင်နဲ့မှာလေယာဉ်နှစ်စီးတိုးလာတာပေါ့ဗျာဒါပေမဲ့မဲအွန်လိုင်းလေတဲ့ကိုတော့ short တော့လို့မရဘူးရုရှားနဲ့တရုတ်ကြီးစီကနေပညာတွေအများအများရရှိထားတဲ့အတွက် NUG ကဗျူဟာကြဖိုင်နိုင်မှဖြစ်မယ်တခုတော့ရှိမယ်မဲအွန်လိုင်းရဲ့လေတဲ့ဟာအရင်လိုပြည်သူတွေရဲ့မျိုးရော်တွေကိုပုံမို့ရော်ချင်တယ်လို့ရော်လို့မရတော့ဘူးလေနည်းနည်းလောက်တော့ထိန်တော့တာပေါ့ဗျာဒါပေမဲ့ကြားတွေကပြည်သူတွေကကျွတ်နှကောင်ခက်တာမှာမြေစာပုံဖြေရမှာကိုတော့စိတ်မကောင်းပါဘူးလို့ပြောလာပါတယ်